တခါလုံးကတိုးချောင်းလေးတယောက်ကတိုးတွေကိုကြောင်းနေရင်နဲ့တောင်ကုန်းပေါ်မှာညင်းငွေ့စွာထိုင်နေတယ် တိုးတွေကိုထင်းရင်ကြောင်းရင်ပြင်းလာတဲ့တခုခုလှုပ်ချင်စိတ်ဖြစ်ပေါ်လာတယ်ဒီလိုနဲ့သူ့ကိုယ်သူပြောဖို့တဲ့ရွာသားတွေကိုလှည့်စားဖို့အကျင့်တစ်ခုပေါ်လာတာပေါ့ Hey, you are daru ire. Un ploji labi. Kereja paung. Un ploji be. ကောင်လေးရဲ့အော်တန်ကြောက်ကောင်လေးကိုကယ်ဆယ်ဖို့နဲ့တိုးတွေကိုကယ်ဖို့တော့ရွာသားတွေကလူတွေကလှန်တွေတုတ်တွေကိုကင်ကပြေးလာကြတယ် တောင်ကုန်းပေါ်ရောက်တဲ့အခါတိုးချောင်းသားလေးကတော့ဘာမှမရှိပါဘူးဗျာပြင်းလို့စနောက်တာပါဆိုပြီးရဲနေတယ်ရွာသားတွေကတော့ထွက်ပြီးပြန်သွားကြတယ် အချိန်တန်ကြာပြီးတော့တိုးချောင်းစားလေးကထပ်ပြီးပြင်းလာပြန်တယ်သူတို့ဒီတစ်ခါတော့ယုံမဘောဆိုပြီးထက်អော်ပြန်တယ် ဒါပေမဲ့ဒီတစ်ခါတော့အရှိသူထတ်တော့ခြုံပုံများထဲမှာမျက်လုံးနှလုံးပြင်းထန်သောအဝါရောင်မျက်လုံးတွေပေါ်လာတယ် တကယ်ဝင်မလေးကြီးဟေးဟောက်တဲ့နဲ့ခြုံတဲ့ကနေခုံထွက်လာတယ်တိုးတွေကထိတ်လန့်ပြီးပြေးငွေကြတယ်တိုးချောင်းတောင်းလေးကလည်းကြံရမရအောင်ကြောက်လန့်နေခဲ့တယ်ဒါပေမဲ့ရွာထဲမှာတော့ရွာသူကြီးကမဟုတ်ဘူးနောက်ထပ်လှည့်စားတာပဲဆိုပြီးလူတွေကိုတားမြစ်နေတယ်ဘယ်သူမှမလာကြတော့ဘူး အမအခုတို့ဝန်ပလေးကြီးအမန်ဒေးလာပြီးကဲကြပါဦးသူအတန်တုံလုတ်ကအော်ခေါ်တယ်မိကြီးဒစ်ဆက်လဲပါလာတယ် ဝမ်မူလေးကြီးကတိုးတွေကိုလိုက်လာနောက်ရှက်တယ်တိုးတွေဟာတိုးတဲ့သူပြေးဝင်ကြတယ်တိုးချောင်းသားလေးကတော့တစ်ပင်နဲ့ကတ်ကြောက်လန့်စွာပုံကောင်းနေရတယ်နေလဲဝင်စီစာကြောက်ယူလာပြီနေဝင်ချင်းရောက်လာတဲ့အခါတိုးချောင်းသားလေးနဲ့တိုးတွေမပြန်လာကြသေးလို့ရွာသူကြီးနဲ့ရွာသားတချို့စိုးရိမ်လာကြပြီးတောင်ကုန်းဘုတ်ကိုလိုက်တက်လာခဲ့ကြတယ် သူတို့မြင်ရတာကတိုးကြောင်သားလေးဟာမြေပြင်ပေါ်မှာထိုင်ပြီးငိုကြွေးနေတယ်သူ့ပတ်ဝန်းကျင်မှာတိုးတုံးကောင်းပဲကြံတော့လေ ရွာသူကြီးကသူ့ဘေးမှာထိုင်ကပခုံးပေါ်လက်တင်ကဒါရီလူတွေကလိမ့်တက်တဲ့လူတွေကိုမယုံကြည်ကြတော့ဘူးလို့ပြောလိုက်တယ်အဲ့ဒါကြောင့်ဘလို့အကြောင်းအရာကိစ္စမျိုးအပေါ်မှာစနှုတ်လင်းရတာမျိုးမလုပ်သင့်ဘူးလို့သင်ခန်းစာပေးရင်ဖြည်းဖြည်းချင်းတောင်ကုန်းပေါ်ကဆင်းသွားကြတော့တယ်